မင်္ဂလာပါတသားမီတို့ရေပုံမြင်နားဆင်ရမယ့်ချိန်လေးကိုပြန်နေရောက်ရှိလာပါပြီနော်ဒီနေ့တော့ဒီကအိပ်ပျော်နေတဲ့မင်းသားလေးတစ်ပါးအကြောင်းပုံမြင်လေးကိုပြောပြပေးမယ်နော်ဟိုးရှိတုန်းကမိန်းကလေးတစ်ယောက်ကသူ့ရဲ့ဖေစိုက်ပြိုးထားတဲ့မြက်ခင်းလေးတစ်ခင်းရဲ့ဘေးနားမှာသူတစ်ယောက်တည်းနေထိုင်နေသူကဒီမြက်ခင်းလေးကိုသိကိုသဘောကျပြီးချစ်မြတ်နိုးတာကြောင့်နေတိုင်းသူ့ရဲ့အထိန်တော်တွေကသူ့ကိုမြက်ခင်းစိမ်းလေးစီကိုခေါ်သွားပြရတယ်တမနက်မှာတော့သူတို့ဟာမြက်ခင်းလေးတွေကိုရောက်သွားတဲ့ချိန်မှာမြင်းတုပ်ကြီးကမြက်ပင်လေးတွေကိုစားနေတာတွေ့လိုက်ရတယ်။ကောင်မလေးတိတ်ကိုမျက်နှိုးတဲ့လှပတဲ့မြက်ခင်းစိမ်းလေးကမြင်းနေစားသုံးလိုက်တာကြောင့်အတော်လေးကိုအယုတ်ဆိုအကြီးတန်သွားတာပေါ့။အဲ့ဒီခါမှာကောင်မလေးလည်းဝမ်းနှဲစွာနဲ့ငိုကြွေးလိုက်တယ်။သူ့ရဲ့အထိန်တော်တွေကမြင်းတွေကိုဒေါသထွက်ပြီးရိုက်ထုတ်မယ်လို့ပြင်လိုက်တဲ့အခါကောင်မလေးကတားလိုက်တယ်။နေပါစီတော့မြက်ခင်းလေးတွေလည်းပြက်စီးသွားပြီဆိုတော့သူတို့ကိုရိုက်လို့လည်းဘာမှထူးလာမှာမဟုတ်တော့ပါဘူး။အဲ့လိုပြောလိုက်တယ်။အဲ့ဒီခါမှာမြင်းအုပ်ကြီးတွေကမြင်းကြီးတစ်ကောင်ကအရှိကိုထွက်လာတယ်။အသင်းရဲ့မျက်ခင်းလေးမှမသိလို့စားလိုက်မိတာပါ။အသင်းကိုတောင်းပန်တဲ့အနေနဲ့ဟော်ဒီရက်တောင်လေးနဲ့ကြက်တူရေးလေးကိုလက်ဆောင်ပေးခဲ့ပါစေ။ဒီမျက်ခင်းကြီးရဲ့မြောက်ဘက်အရက်ကိုတဲ့သွားလိုက်လို့ရှိရင်နန်းတော်ကြီးတစ်ခုထဲမှာအိပ်ပျော်နေတဲ့မင်းသားလေးတစ်ပါးကိုတွေ့ရပါလိမ့်မယ်။အဲ့ဒီမင်းသားလေးရဲ့ဘေးမှာဟော်ရီရက်တောင်လေးနဲ့မင်းသားလေးနိုးထမလားမချင်းထိုင်ပြီးတော့ရက်ခတ်ပေးနေလိုက်ပါမင်းသားလေးနိုးထလာခဲ့ရင်သူ့ရဲ့ကျိန်စာတွေပြက်ပြဲသွားအောင်ကူညီပေးတဲ့အသင့်ကိုသူ့ရဲ့တိုင်းပြည်မှာမိဖုရားတင်မြောက်ပါလိမ့်မယ်ပြီးတော့ဒီချက်တူရွေးလေးကတော့အသင့်အနေနဲ့အခက်အခဲတစ်ခုခုကြုံလာတဲ့အခါမှာဟော်ရီချက်တူရွေးလေးကကူညီပေးပါလိမ့်မယ်အဲ့လိုပြောပြီးတော့မြင်းနေရတောထဲကိုပြန်သွားကြတယ်ဒါနဲ့ပဲကောင်မလေးကသူ့ရဲ့အိမ်ကိုအမြန်ဆုံးပြန်လာပြီးအဝတ်အစားတွေနဲ့အသုံးဆောင်ပစ္စည်းတွေကိုတွားယူလိုက်တယ်။ပြီးတော့သူကမြင်းနေပြောတဲ့အတိုင်းမြောက်ဘက်အရက်ကိုခရီးထွက်လာခဲ့တယ်။တနေ့တော့သူကနန်းတော်ကြီးတစ်ခုကိုရောက်ရှိသွားပြီးနန်းတော်ထဲမှာအိပ်ပျော်နေတဲ့မင်းသားလေးကိုတွေ့လိုက်ရတယ်။အဲ့ဒါနဲ့ပဲသူဟာမြင်းနေမှာခဲ့တဲ့အတိုင်းပဲရက်တောင်လေးကိုထုတ်ယူပြီးမင်းသားလေးဘေးကနေခတ်ပေးနေတယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့ဘေးကိုအဖွားအိုတယောက်ရောက်လာတယ်။တကယ်တော့အဲ့ဒီအဖွားအိုကစုံမကြီးတယောက်ပဲတဲ့။ရက်ခတ်ရတာမမောသေးဘူးလား။အဲ့လိုပြောတော့ကောင်းမလေးကမမောပါဘူးလို့ပြန်ပြောလိုက်တယ်။အဖွားကြီးကလည်းမင်းကလေးမင်းတယောက်တည်းရက်ခတ်နေရတာပင်မနေရောပေါ့။အဖွားတလက်ရက်ခတ်ပေးထားပါမယ်။ဟိုနားဒီနားအညောင်းညပြီးလမ်းလျှောက်လိုက်ပါဦး။မင်းသားလေးနိုးလာရင်အဖွားမင်းကိုလာခေါ်ပါမယ်။အဲ့လိုပြောလိုက်တယ်။မင်းသမီးလေးလည်းအကြာကြီးရက်ခတ်ထားရတာညောင်းနေတာကြောင့်အဖွားရဲ့လက်ထဲကိုရက်တောင်လေးထည့်ခဲ့ပြီးခဏလမ်းလျှောက်ဖို့ထွက်လာခဲ့တယ်။အဖွားကြီးကရက်တောင်ကိုယူပြီးတော့မင်းသားလေးပေးမှထိုင်ခတ်ပေးနေတော့တာပဲမကြခင်မှာကောင်းမလေးပြန်ရောက်မလာခင်မင်းသားလေးကအိယာအနေနိုးလာတယ်စုံးမကြီးကတော့သူ့ရဲ့မော်အစွမ်းတွေကိုသုံးပြီးတော့သူ့ကိုယ်သူမိမ့်မလာလေးတယောက်သွင်းဖန်ဆင်းထားတာပေါ့ဒီလိုနဲ့မင်းသားလေးကသူ့ရဲ့ကျိန်စာတွေကိုပြက်ပြက်အောင်ကူညီပေးတဲ့သူကသူ့ရဲ့ဘေးကမိန်းကလေးပဲဖြစ်မယ်ဆိုပြီးတော့စုံးမကြီးအသွင်ပြောင်းထားတဲ့မိန်းကလေးကိုသူ့ရဲ့နန်းတော်ကြီးမှာမိဖုရားဖြစ်ခေါ်ထားလိုက်တယ်မိန်းကလေးပြန်ရောက်လာတဲ့အချိန်မှာတော့စုံးမကြီးအယောင်ဆောင်ထားတဲ့မိန်းမကြီးကဒါကသူ့ရဲ့အခိုင်းစေပါလို့ပြောပြီးတော့ကြက်ချံမှာကြက်တွေကိုထိမ့်ဖို့အတွက်အလုပ်ပေးလိုက်တယ်မိန်းကလေးကတိတ်ကိုစိတ်ညစ်သွားတာပေါ့တကယ်တော့သူကတိုင်းပြည်တစ်ခုကဘယင်ကြီးတစ်ပါးရဲ့သမီးတော်လေးတစ်ပါးပေါ့သူကသူ့ရဲ့ဖခင်တိုင်းပြည်မှာဆိုရင်တော့မင်းသမီးလေးတစ်ပါးလိုနေရတာကိုအခုတော့ကြက်တွေကိုထိန်းနေရတဲ့အလုပ်သမားလေးဖြစ်သွားတယ်ဆိုတော့တော်တော်လေးကိုဝမ်းနည်းသွားတာပေါ့ဒါပေမဲ့လည်းသူကနေ့တိုင်းသူ့ရဲ့အလုပ်ကိုကောင်းမွန်စွာလုပ်တယ်ညနေခင်းအလုပ်ခွင်ကနေအိမ်ကိုပြန်ရောက်လာမှတေချာကိုလက်တန့်စင်ပြီးသူ့မှာပါလာတဲ့အဝတ်စားကောင်းလေးတွေကိုဝတ်တယ်ပြီးတော့သူကမြင်းနေပေးသွားတဲ့ကြက်တူရွေးလေးနဲ့စကားပြောတယ်ကြက်တူရွေးလေးရဲ့တကယ်တော့မင်းသားလေးကိုရက်ခတ်ပေးနေခဲ့တာငါပါဒါပေမဲ့ရုံမာတဲ့စုံးမကြီးကအကောက်ကြံပြီးတော့ငါရဲ့နေရာကိုဝင်ယူသွားတယ်အဲ့ဒါတရားသလားသူကအဲ့လိုမေးပြီးမှအိယာဝင်လေးရှိတယ်ဒီလိုနဲ့တနေ့မှာတော့သူ့လေးကကြက်ဆန်ကနေပြန်လာလို့ကိုလက်တန့်စင်ရေချိုးနေတဲ့အချိန်မှာကြက်တူရွေးလေးကမင်းသားလေးရဲ့ဥယျာဉ်တော်ဘက်ကိုပြန်တန်းသွားတယ်မင်းသားလေးကညနေဆောင်အချိန်မှာဥယျာဉ်တော်ထဲမှာတယောက်တည်းလမ်းလျှောက်ရင်းအပန်းဖြေနေတာပေါ့အဲ့ဒီခါမှာကြက်တူရွေးလေးကမင်းသားလေးရဲ့အနားကိုပြန်တန်းသွားပြီးမင်းသားလေးရဲ့တရဖူကိုသူ့ရဲ့နှုတ်သီးလေးနဲ့ခြိလိုက်တယ်ပြီးတော့တရဖူလေးကိုကိုက်ချီပြီးတော့မင်းသမီးလေးနေတဲ့အိမ်လေးစီကိုပြန်လာခဲ့တာပေါ့မင်းသားလေးလည်းသူ့ရဲ့တရဖူကိုခြိသွားတဲ့ကြက်တူရွေးလေးနောက်ကလိုက်သွားရတာပေါ့ဒီလိုနဲ့မင်းသမီးလေးနေတဲ့အိမ်လေးနားကိုရောက်တဲ့အခါကြက်တူရွေးလေးကမင်းသားလေးရဲ့တရဖူလေးကိုပြန်ပေးပြီးတော့အိမ်ထဲကိုဝင်သွားတယ်
မင်းသားလေးလည်းတရဖူလေးကိုကောက်ယူလိုက်တဲ့အချိန်မှာအိမ်ထဲကနေအတန်နေကြားလို့ပရင်းမောက်ကနေနားထောင်လိုက်တယ်။ကြက်တူရွေးလေးရဲ့မင်းသားလေးကိုရက်ခတ်ပေးခဲ့တဲ့သူကငါပါ။အဲ့ဒါကိုရုံမာတဲ့စုံမကြီးကငါ့ကိုဟန်ဆောင်လှည့်ပြပြီးမင်းသားလေးရဲ့ဘေးမှာနေရာဝင်ယူသွားတယ်။အဲ့ဒါတရားသလား။အဲ့ဒီတန်ကိုကြားလိုက်ရတော့မင်းသားလေးကအိမ်ထဲဝင်လာပြီးမင်းသမီးလေးကိုအကြောင်းစုံမေးမြန်းလိုက်တယ်။အကြောင်းစုံသိသွားတဲ့နောက်မှာမင်းသားလေးလည်းနန်းတော်ကြီးကိုချက်ချင်းပြန်လာခဲ့တယ်။ပြီးတော့သူ့ကိုလိန်ညာတဲ့စုံမကြီးကိုချက်ချင်းပဲထောင်သွင်းအကျဉ်းချလိုက်ပြီးကြက်ထိန်တဲ့ကောင်မလေးကိုမိဖုရားမြောက်မယ်ဆိုပြီးနန်းတော်ကိုခေါ်လာခဲ့လိုက်တယ်။အဲ့ဒီခါမှမင်းသမီးလေးကသူဟာတိုင်းပြည်တစ်ပြည်ကဘရင်ကြီးတစ်ပါးရဲ့သမီးတော်လေးဖြစ်ကြောင်းအကြောင်းစုံပြောပြလိုက်တယ်။ဒီလိုနဲ့မင်းသားလေးကရုပ်မာတဲ့စုံမကြီးကိုတုတ်တင်ပစ်ပြီးမင်းသမီးလေးနဲ့လက်ထပ်ပြီးသူတို့ရဲ့တိုင်းပြည်မှာအသက်ထက်ဆုံးပျော်ရွှင်စွာနေထိုင်သွားကြတော့တာပေါ့ကွယ်။ကဲတသားမမီတို့ရေပုံမြင်လေးပြီးဆုံးသွားပြီဆိုတော့တီတီကဒီနေရာကနေပဲနှုတ်ဆက်လိုက်ပါတယ်နော်။နောက်ထပ်တီတီရဲ့ပုံမြင်ကောင်းလေးတွေနဲ့အတူမကြခင်ရက်ပိုင်းတွင်ပြန်လာခဲ့ပါမယ်နော်။